ရောက်တဲ့တိကျန်တွေးမိတယ်အဖြူရောင်စီကိုရဲခုံးဝင်မြလေငါဟာတယောက်တဲ့တိကျန်တွေးမိတယ်ဝေးကချိန်တွေမဆန်းတဲ့အဖြစ်များရဲ့ဟာမြင်ကြည့်တခုလို့